ပြင်သစ်ကိုနိုင်ရရှိခဲ့ပြီးတဲ့နောက်ဘောလုံးတရားစုမှာရေပန်းအစားဆုံးဖြစ်လာခဲ့တဲ့လာမိုင်းတော့မယ်ပရိသတ်များလုံးပဲမင်္ဂလာပါဗျာတနာအိမ်ဘက်ကွန်ရှီကိုအေဂျင့်ကနေပြန်လည်ကြိုလိုက်ပါတယ်ဘာချနာစတာပိုင်းလေးလာမိုင်းတော့မယ်ကတော့ဒီနေ့မနေ့ကစားခဲ့တဲ့နေရှင်းလီဆီမီဖိုင်နယ်အပြီးမှာဒီနေ့ဘောလုံးတရားစုအတွက်ရေပန်းအစားဆုံးဖြစ်လာခဲ့ပါတယ်ဟန်စီဖလီယာလက်အောက်မှာအရှင်ုံနဲ့တောက်လောင်နေတဲ့လာမာစီယာမီကြောင်လေးဟာဘောလုံးတရားစုရဖို့အတွက်ထိတ်ဆုံးကနေတည်ပြနေပါပြီတကယ်လို့ဘာချနာလာချန်ပီယံလေးရခဲ့မယ်ဆိုရင်ဒီနေ့ဘောလုံးတရားစုကရာမဲကလွဲပြီးတခြားသူမရှိနိုင်တော့ပါဘူးရာမဲနဲ့အပြိုင်အမ်ဘာဘေဒယ်မီတို့ကလည်းတောက်ပါခဲ့ပေမဲ့လာမာစီယာထွန်လေးရဲ့အချိန်ဝါကိုတော့မကျော်နိုင်ခဲ့ပါဘူးဂျာမနီနိုင်ငံစတူဂတ်အိမ်ဝဲမှာကစားခဲ့တဲ့ဒီပွဲမှာတော့လက်ရှိနေရှင်းလီချန်ပီယံစပိန်ကပြင်သစ်ကို9ဂိုးလေးကိုနဲ့နိုင်ရရှိခဲ့ပြီးဗိုလ်ဝဲတီတက်ရောက်သွားခဲ့တာဖြစ်ပါတယ်ဒီပွဲမှာအထူးခြေစွမ်းပြသွားခဲ့သူကတော့လာမိုင်းရာမဲဖြစ်ပြီးရာမဲဟာကိုယ်တိုင်လည်းငကိုးသွင်းယူနိုင်ခဲ့တယ်လို့ပြင်သစ်နောက်ခံလူတွေကိုလည်းတော်တော်လေးလှုပ်ရှုပ်စေခဲ့ပါတယ်ပြင်သစ်အဘရာဟိမာရီနီကိုဝီလီယံမေရီနိုရဲ့အတွင်းကိုတွေနဲ့ပြင်သစ်ကိုဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်ဒုတိယပိုင်းမှာတော့ရာမိုင်းရဲ့ခြေစွမ်းပြမှုတွေကိုဆက်လက်မြင်တွေ့ခဲ့ရပြီးပွဲချိန်54မိနစ်မှာရာမဲကရရှိလာတဲ့ပယ်နယ်တီကိုကိုယ်တိုင်အဆုံးသတ်ပြီးပြင်သစ်အတွက်တတိယမြောက်ဦးဆောင်ကိုအတွင်းယူပေးနိုင်ခဲ့ပါတယ်အဲနောက်ပီရီကနောက်တစ်ခုထပ်သွင်းလိုက်တဲ့အချိန်မှာကာဗလာချန်ပီယံတွေလည်းပြန်လည်မဲ့သွားခဲ့ပါတယ်ပွဲချိန်69မိနစ်မှာတော့ပေါ်ရိုရဲ့ဖန်တီးပေးမှုကနေရာမဲကနောက်ထပ်တစ်ခုထပ်သွင်းပြီး 5-1 နဲ့အကြိုက်ဆန်းနိုင်ခဲ့ပါတယ်ဒါဟာပြီးခဲ့တဲ့ချန်ပီယံလိဖိုင်နယ်မှာ PSG ကအင်တာကို9ဂိုးပြတ်နိုင်ရရှိခဲ့ပြီးတဲ့နောက်ရပိုင်းချောင်းမှာပဲစပိန်ကပါရီသားတွေကို9ဂိုးထိသွင်းနိုင်ခဲ့တာဖြစ်ပါတယ်လက်ချံပွဲချင်းတွေမှာတော့ပြင်သစ်တို့ခြေပါဂိုးတွေထည့်ရခဲ့ပေမဲ့တေးရလက်အထိမစွမ်းဆောင်နိုင်တော့ပဲဒီအဆင့်နဲ့ပဲလက်ပြနှုတ်ဆက်လိုက်ရတာဖြစ်ပါတယ်ဒီဝဲမတိုင်ခင်တော့ကဒီနေ့ဘောလုံးတရားစုအတွက်ရေပန်းအစားဆုံးဖြစ်နေတာကဒိုင်မီလီပါဒါပေမဲ့ပြင်သစ်ကိုအနိုင်ရရှိခဲ့ပြီးတဲ့နောက်ရာမဲကပို့ပြီးတော့ရေပန်းဆလာခဲ့ပါတယ်ရာမဲဟာရင်တုန်းကဘောလုံးတရားစုရဖို့အတွက်ဒိုင်မီလီရာဖီဟော်ရဲ့နောက်15ရာခိုင်နှုန်းနဲ့တတိယနေရာမှာရှိနေခဲ့တာပါဒါပေမဲ့ပြင်သစ်နဲ့ပွဲပြီးမှတော့ရာမဲဟာ21ရာခိုင်နှုန်းနဲ့ဒိုင်မီလီနဲ့ရာဖီဟာတို့ကိုကြော်တက်သွားခဲ့ပါတယ်ပရိသတ်တွေကလည်းဒီပွဲပြီးမှရာမဲကိုသာဒီနေ့ဘောလုံးတရားစုမပေးရင်စူဝဲပွဲကိုဖျက်သိမ်းတင်နေဆိုပြီးပြောဆိုနေကြပါတယ်ပရိသတ်တို့ကတကယ်လို့ဒီနေ့ဘောလုံးတရားစုကိုရာမဲသားမရခဲ့ဘူးဆိုရင်စူဝဲပွဲကိုဖျက်သိမ်းလိုက်ပါတော့ရာမဲတက်ပို့ပြီးတော့ထိုက်တဲ့ကစားမှမရှိတော့ဘူးလို့ပြောဆိုသွားခဲ့ပါတယ်တခြားပရိသတ်တို့ကတော့ဒမ်မီလီတက်စိတ်မကောင်းပါဘူး travel ရတဲ့ line နာဘောလုံးတရားစုပေးရမယ်ဆိုရင်ဟာလန်ကိုရင်ပေးမှာပါဒီနေ့ဘောလုံးတရားစုကတော့ရာမဲပါပဲဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်ဘောလုံးတရားစုကိုလာမယ့်စနေမှာလာထဲမှာကျင်းပသွားမှာဖြစ်ပြီးစကားတင်စင်းကိုတော့ဒီလအတွင်းမှာပဲထုတ်ပြန်သွားဖို့ရှိနေပါတယ်ဘောလုံးတရားစုကို1956ခုနှစ်ကစတင်ချင်းမြင်လာခဲ့တာဖြစ်ပြီးပြင်းသစ်မဂ္ဂဇင်းကရွေးချယ်ထားတဲ့ဂျာနယ်လစ်အယောက်100ကျော်ရဲ့နိုင်ငံအသင်းကောင်းဆောင်တွေရဲ့မဲပေးဆုံးဖြတ်မှုကနေပြီးတော့ရွေးချယ်ထားတာဖြစ်ပါတယ်ဘောလုံးတရားစုကိုအများဆုံးရရှိထားတဲ့ကစားသမားကတော့အာဂျင်တီးနားနဲ့အင်တာမီယာမီတိုက်စစ်မိုလီယိုနယ်မက်ဆီဖြစ်ပြီးစံချိန်တင်10ချိန်ထိရရှိထားတာဖြစ်ပါတယ်ဒုတိယအများဆုံးရရှိထားတဲ့ကစားသမားကတော့ပေါ်တူဂီကိုဂျီရိုနယ်ဒိုဖြစ်ပြီး9ချိန်ထိရရှိထားခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီတုန်းကတော့ဘောလုံးတရားစုအတွက်မန်စီးတီးကွင်းလယ်လူရိုဒီနဲ့ရီယယ်မက်ဒရစ်တောင်ပိုင်းကစားသမားဗီနီစီယာတို့အပြိုင်ဖြစ်ခဲ့ကြပြီးရိုဒီကအနိုင်ရရှိခဲ့တာဖြစ်ပါတယ်ဒီနေ့မှာတော့ဘောလုံးတရားစုအတွက်ဒမ်မီလီလာရာမိုင်းလာမဲလာဆိုတာကတော့လာမယ့်စက်တင်ဘာလအတွင်းမှာစောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချိုးလိုက်ရပါတယ်ခင်ဗျာ